အိုဘားမားငယ်တော့ဝီတောက်ခဲ့ဘူးလေဆိုတာကိုသိတယ်အိုဘားမားသူငယ်စဉ်ခါမှာဝီတောက်ခဲ့ဘူးလေသူငယ်စဉ်ခါမှာစမ်းသပ်မှုလေးတချို့လုပ်ခဲ့တယ်လို့ပြောခဲ့ဘူးတာရှိတယ်အဲ့စမ်းသပ်မှုလေးတွေကတစ်ခုကသူဝီတောက်ခဲ့ဘူးတာပဲနောက်ပိုင်းမှာတော့သူတမတာလည်းဖြစ်လာတဲ့အတွက်သူအာရုံစူးစိုက်မှုကောင်းဖို့နဲ့စီကံလိုက်နာနိုင်ဖို့အတွက်ကိုသူမတောက်တော့ဘူးဒါပေမဲ့ငယ်စဉ်ကသူဝီတောက်ခဲ့ဘူးတဲ့အကြောင်းကိုအင်တာဗျူးတွေမှာလည်းပြောခဲ့ဘူးလို့သူဝီကိုနှစ်ချိုက်တဲ့အကြောင်းလေးလည်းတွေ့ရတယ်အင်တာနက်စာမျက်နှာတွေမှာလည်းဖော်ပြရတာမျိုးတွေရှိတယ်လူတယောက်ရဲ့အတိတ်ဆိုတာသူ့ရဲ့အခုလက်ရှိဘဝကိုဆုံးဖြတ်ပေးတာအဲ့တော့ကိုယ့်ရဲ့ဘဝဆိုတာကိုယ့်ရဲ့ရွေးချယ်မှုနဲ့ပဲဆိုင်ပါတယ်ကိုရွေးချယ်မှုအတိုင်းဘဝကိုရဲရင်ဆက်လျှောက်လိုက်ပါဘယ်ရမဆို limit နဲ့ balance ကအရင်ရေးကြည့်တယ် know your limits and balance